အားလုံးမင်္ဂလာပါ မင်္ဂလာပါ အမန်တမီရကြိုဆိုပါတယ် ဟုတ်ကဲ့ ဟုတ်ကျွန်တော် marketing plan လေးစလက်ကြအောင် ဟုတ်ကဲ့ အခုကစပြောကဲဟုတ်ပြီကျွန်တော်တို့ဒီမှာ slide number 1ဖြစ်တဲ့ slide number 1မှာ number 3ဖြစ်တဲ့ကျွန်တော် vision mission အကြောင်းလေးကိုဆရာမင်းမို့ဆက်လက်ပြီးတော့ဆွေးနွေးပေးပါဦး ဟုတ်ကဲ့ပါဗျဟို vision mission ဆိုတာတော့ရှင်းတယ်ဗျကျွန်တော်လုပ်ငန်းတွေပေါ့နော်တခုခုဟိုကျွန်တော်တို့က vision mission လို့ပြောလိုက်လို့ဆိုတော့ဘယ်သွားချင်တာလဲဆိုတာကိုမသိဘဲနဲ့ကျွန်တော်တို့ဘယ်လိုသွားမလဲဆိုစဉ်းစားလို့မရဘူးလို့ပဲပေါ့နော်လုပ်ငန်းတွေကအခုချိန်မှာဘယ်နေရာရောက်နေလဲပြီးတော့နောက်တစ်ခုဘယ်အထိသွားချင်တာလဲဆိုတော့ကျွန်တော် vision လို့သတ်မှတ်မယ်ဥပမာအဖြစ်ပြောရမယ်ဆိုရင်မိတ်ဆွေရန်ကုန်ကနေပြီးတော့မန္တလေးသွားမယ်ထားပါတော့ဆိုလို့ရှိရင်မိတ်ဆွေရဲ့ vision ဒီကမန္တလေးပါပဲမန္တလေးကိုသွားမယ်ဆိုတဲ့နေရာမှာမိတ်ဆွေတွေအနေနဲ့လေနဲ့သွားမလားကားနဲ့သွားမလားနောက်ဆုံးအချိန်ရမ်းရောက်ခဲ့လို့ရှိရင်ကျွန်တော်စပိန်နဲ့ဂျာမနီလိုမျိုးသွားမလားဆိုတဲ့ဟာမျိုးကတော့ vision ဆိုတဲ့ဟာလေးကိုအတူကောက် clear vision အနေနဲ့ကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အဲ့ဒါပြီးတော့ vision ပေးသွားပြီဆိုလို့ရှိရင်နောက်ပိုင်းပေါ့နော်တချို့ company တွေကြတော့ဗာလဲဆိုတော့ vision ကိုလည်းသူတို့ကတင်လိုက်တယ် vision ပြီးသွားလို့ရှိရင်ဘယ်လိုသွားမလဲဆိုတဲ့ဒီလမ်းလေးတွေတင်လိုက်တယ်တင်လိုက်ပြီးရင်ဘာဆက်လုပ်အောင်မှမသိတဲ့အပိုင်းလေးတွေဖြစ်သွားတယ်အဲ့ဒီဟာတော့ဒီကဆရာကြီးကပဲဆက်ပြီးတော့ပေါ့နော် vision ပြီးသွားလို့ရှိရင်ဘယ်ဘိုင်းလေးတွေနဲ့ဆက်သွားတင်လဲဆိုတာလေးဆက်တော့ပြောပြပေးပါ ဟုတ်ကဲ့ပါဗျကျွန်တော် slide number 4ဖြစ်တဲ့ market research ပေါ့ကျွန်တော် plan တစ်ခုဆွဲပြီး business တစ်ခုလုပ်ပြီးဆိုခဲ့ကျွန်တော်မြန်မာ SME အများစုမှာအားနေရ research မလုပ်တာဥပမာပြကျွန်တော်လုပ်ကြတော့ကျွန်တော်ကုန်ပစ္စည်းတစ်ခုတွန်းလာပြီးဆိုခဲ့ရင်ဘာကုန်ပစ္စည်းတွန်းတယ်လဲဆိုတော့ research မလုပ်ပဲအရင်တွန်းလာတာ ဟုတ်ပါဗျာ အရင်တွန်းပြီးရောင်းနေဈေးကွက်မှာကျွန်တော် needs and wants နဲ့မကိုက်တော့ဘူး ဟုတ်ပါတယ် needs and wants နဲ့မကိုက်လည်းမကိုက် price ကမကိုက်တော့ဘူး ဟုတ်ကဲ့ product ကလည်း right product မဟုတ်တော့ဘူး ဟုတ်ကဲ့ ဖြန့်ကြည့်လမ်းကြောင်းက right place မဟုတ်တော့ဘူး ဟုတ်ပါတယ် အဲ့ပုံမှာ motive right promotion မပေးတဲ့ခါကျအဲ့မှာကျွန်တော်တို့ trader ဆရှုံး ဟုတ်ပါတယ် အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ research မှာအဲ့ပြဿနာတစ်ခုအရင်ဆုံးစပြီးကျွန်တော်တို့ဒါ market research တာစလုပ်ခဲ့မယ်ဆိုခဲ့ကျွန်တော် data ရလာပြီပေါ့လို့ရ ဟုတ်ကဲ့ဆရာ နောက်ပိုင်းမှာကျွန်တော်တို့နာမည်အရန်ခက်စာ data driving on marketing ပေါ့ data နဲ့ပဲကျွန်တော် marketing ကျွန်တော်ပြောနေကြစကားရှိကျွန်တော်ဝေဒနာနဲ့မပြောပါနဲ့ data နဲ့ပဲပြောပါအဲ့လိုဆိုတဲ့ခါကျ data နဲ့ပြောတဲ့အခါကျဘာတစ်ခုကောင်းလာလဲဆိုတဲ့အခါကျကိုယ့်ရဲ့ orient insights ကိုကျွန်တော် digital မှာဆရာကြီးပြောနေကြဆို orient insights ကိုကျွန်တော်သိရပေါ့အမေရဘလောက် female ဘလောက် education level ဘလောက် educated level ဘလောက် income level ဘလောက်ရှိရဲ demographic ရဘယ်နေရာမှာဘယ်လောက်ရှိရဲဒါရဲ့မူတည်ပြီးတော့ဘယ်ပစ္စည်းရောဘယ်ချိန်မှာဘယ် promotion ဘယ်လိုဖြစ်ပါလဲ penetrate လုပ်မှာလားဒါမှ launch လုပ်မှာလားဒါမှမဟုတ်ကျွန်တော် promotion နဲ့ပေးမှာလားဒါမှ brand တည်ဆောက်ရတော့မှာလားအဲ့ချိန်မှာကျွန်တော် calculation လုပ်ဖို့လိုအပ်တယ်ဟုတ်ပါတယ် ကျွန်တော် research လုပ်တယ်ဆိုတော့တခါကျရင်တစ်ခုရှိရပါတော့ research မှာ kind of research တွေကအများကြီးရှိရပါကျွန်တော် qualitative research တွေ quantitative research တွေရှိရပါ qualitative research တော့ရှင်းပါတယ်အခုဆရာတို့ကျွန်တော်3ယောက်ရှိရေအော်ရှိရတယ် recording နဲ့ချပြီးတော့ဒီမေကွန်းကိုဆရာတို့ဘယ်လိုမြင်လဲဘယ်လိုသုံးတတ်လဲအဲ့လိုပုံစံမျိုးလေးမေးပြီးတော့ကျွန်တော်ပြောပါပေါ့ quantitative research ကတော့ကျွန်တော်တို့ပို့လင်းပြော online ပုံမှာလေးလုပ်ကြတယ်ဒီအခုစာရွက်လေးကိုင်ပြီးတော့ကျွန်တော်တို့မေးကြပါပေါ့နော်yes no ဟုတ်တယ်မဟုတ် like scale နဲ့ကျွန်တော်မေးကြရပေါ့၅ခုတည်းမှာ agree လား disagree လား strongly agree လားအဲ့လိုမျိုးလေးနေမေးရဲ့အလေးထားလေးရှိရပါဒါတော့ကျွန်တော် research ရဲ့ chasing လေးပြောတာပေါ့ဟုတ် plan မှာဘာကြောင့်ဒီ research ကြီးကလိုရလဲဘာကြောင့်အရေးပါလဲဆိုတော့ကိစ္စကျွန်တော်ဆက်သွားကြအောင် ဟုတ်ကဲ့ဗျာ ဟုတ်ကဲ့ အဲ့ plan မှာဘာကြောင့်အရေးပါလဲဆိုတဲ့ကိစ္စမှာနှစ်ပိုင်းရှိရဗျဒီ research data ရမှာ marketing strategy ဆွဲလို့ရမှာ ဟုတ်ပါတယ်ဆရာ data မြတ်တဲ့ marketing strategy ဆွဲလို့မရဘူး ဟုတ်ပါတယ် အဲ့လိုဆိုတဲ့အခါကျ data ရဖို့တော့ကျွန်တော်တို့ဘက်ကနေပြောကြိုးပြီးစူးစမ်းရကိစ္စ secondary data ရှိရ primary data ရှိရ secondary data တော့ကျွန်တော် library ကနေကျွန်တော် UA data ရှိရ primary data ကျကျွန်တော် online ဆိုတာထက်ကျွန်တော် on ground ပေါ့နော်ကျွန်တော်ဒီ market ကြီးတွေမှာ Korean တော့ကောက်ပြီးတော့ Korean pilot service Korean interview ပြီး Korean တော့ကောက်ပြီးတော့မေးရတဲ့ဟာမျိုး ဟုတ်ကဲ့ပါဆရာ အဲ့လိုမျိုးဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီပုံမှာ primary data ရဲ့ secondary data နှစ်ခုပေါင်းပြီးတော့ go product nature ပြီးကျွန်တော်တို့ပြန်စဉ်းစားအဲ့လိုမျိုး research လုပ်ပြီးတော့ကျွန်တော်တို့ကဘာပြန်ဖတ်ရလဲဆိုတဲ့အခါကျတော့ OECD report တော့ international အတွက် regional အတွက်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ထပ်စဉ်းစားရတယ် ဟုတ်ကဲ့ဗျာ အဲ့လုပ်ဖို့အတွက်မစဉ်းစားဘဲနဲ့ကျွန်တော် plan ဆွဲလို့မရဘူး ဟုတ်ပါတယ် ။ဘာကြောင့်လဲကျွန်တော်တို့ကတခုခု marketing plan ဆိုတော့ကျွန်တော်ကရီရတခုပြောချင်တာကျွန်တော်စဉ်းစားနေဒီနိုင်ငံအတွက်ပဲစဉ်းစားနေကြတာကျွန်တော်လုပ်ငန်းအတွက်ကျွန်တော် product တွေအတွက်ကျွန်တော်စစဉ်းစားရမှာကျွန်တော်ဘေးနာ India ရှိရ China ရှိရ Laos ရှိရ Cambodia ရှိရကျွန်တော်Thai ရှိရပြီးတော့နောက်တစ်ခါကျွန်တော် Malaysia ရှိရ Singapore ရှိရအဲ့နိုင်ငံကိုကျွန်တော်ဘယ်လိုမျိုး launch လုပ်လဲဘယ်လိုမျိုးလုပ်လဲ ဟုတ်ကဲ့ပါဆရာ ကျွန်တော် tri-national corporation ဖြစ်အောင်ကျွန်တော်ဘာတွေလုပ်ကြမလဲဆိုတော့မစဉ်းစားကြအောင်အဲ့အတွက်ကိုလည်းကြိုပြီးတော့ marketing plan မပြင်ထားကြအောင် plan အသေးလေးနေပဲကျွန်တော်တို့ပြောနေတယ်ကျွန်တော်ပြောနေကြ corporate strategy ပေါ့ဗျာ ဟုတ်ကဲ့ အဲ့လိုမျိုးဆိုတဲ့အခါကျအဲ့လိုမျိုးရေမလုပ်တဲ့အခါမျိုးကြကျွန်တော်တို့ကဒီ research ရဲ့အခန်းကဏ္ဍဒီ research မှာရ data ဘလောက်အရေးကြီးလဲဆိုတဲ့ဟာရဲ့အကုန်လုံးလူတွေကမသိကြတော့ ဟ
ခုနောက်ပိုင်းလည်းများသောအားဖြင့်အတိုင်းကြတာ marketing plan ဆိုတာနဲ့ size ကိုရွေးပြီးတာနဲ့ sales force ဘယ်လောက်ဖြစ်မလဲ demand ဘယ်လောက်ဖြစ်မလဲ awareness ဘယ်လောက်တော့သိမလဲဆိုတဲ့ဟာမျိုးနဲ့ပဲသွားနေကြတာများတာပေါ့နော် research base ပေါ်မူတည်ပြီးတော့သွားရတော့ပိုကောင်းတာပေါ့နော် ကဲဟုတ်ပြီကျွန်တော်ဆက်ပြီးတော့ပြောလိုက်အောင် theory ကကျွန်တော်မပြောရသေးဘူးစောပါဘူးပေါ့ okay theory မှာကျွန်တော် research တစ်ခုလုပ်ရပြီဆိုကျွန်တော် system design လုပ်ရတယ်ဒီ design အတွက် research system design မရှိဘဲကျွန်တော်ဘာလို့မလုပ်လို့မရဘူးနောက်တစ်ခါ data collection ကလည်းအရင်အရေးပါတဲ့အချိန်တွေမှာရှိတယ်ကျွန်တော် COE ပေါ့ code of conduct ကိုလည်းကျွန်တော်ကိုက်ကောင်လုပ်ဖို့လိုအပ်တယ် COE ကကိုက်ကောင်လို့ပြီးတော့နောက်တစ်ခါ analysis ပေါ့ကျွန်တော် analysis ရေးတဲ့အခါကျကျွန်တော်ပြန်စဉ်းစားမှာ SPSS နဲ့လုပ်မှာလားတချို့ data တွေမှာဆို SPSS မှာဆိုဘယ်လိုပြောမလဲကျွန်တော် coloration ထိလောက်တာမျိုး regression ထိလောက်တာဟာမျိုးလေးကျွန်တော်အများကြီးတွက်ချက်သိရတယ်နောက်တစ်ခါ reporting အရင်ရေးပါ reporting reporting data ပေါ်မှာမူတည်ပြီးကျွန်တော် marketer တွေ CMO တွေ CMO ဆို chief marketing officer ကိုပြောတာဒီ CMO တွေအကုန်လုံးကကျွန်တော် decision ချရတော့ forward အတွက်ကျွန်တော်ဘာတွေလုပ်ရမလဲ decision တွေချရတော့အဲ့ decision မှာမူတည်ပြီးကျွန်တော်စဉ်းစားရတော့ကဲဆရာနောက်ပါဝင်လေး okay ပါဗျာ ပါဝင်နံပါတ်5ပေါ့နော်ကျွန်တော် slide နံပါတ်5နဲ့ကျွန်တော်ဆက်ပြောပြရစေအဲ့လိုမျိုးဆိုတဲ့အခါကျကျွန်တော်ဒီဘက်မှာကျတော့ evolution of the market research ပေါ့ကျွန်တော် market research ဆက်ဆက်ပြောင်းလဲလာပေါ့1950ရာဆိုကျွန်တော် face to face interview တွေကျွန်တော်လုပ်လာကြတယ်ကျွန်တော်အခုလက်ရှိတော်တော်များများလေးလုပ်နေကြပါတယ်စာရွက်လေးကိုင်ပြီးကိုကြီးမေးပြရစေမာကြီးမေးပြရစေရက်ထဲမှာတွေ့နေကြတယ်တချို့ကြောင့်လည်း phone လေးဖြစ်တချို့ကြောင့်တယ်လီဖုန်းတွေမေးကြတယ်အကိုကြီးမင်္ဂလာပါဒါပေမဲ့အဲ့လိုမျိုးတယ်လီဖုန်းတွေမေးရ existing customer ကိုယ့် existing customer ပဲမေးလို့ရတာ ဟုတ်ကဲ့ လူတက်တဲ့ရောတော့မေးလို့မရဘူး ဟုတ်ကဲ့ အတ္တနာရှိရဘာကြောင့်လဲဆိုဆရာမင်းမော်တော့ဆရာနေတော့ပဲစဉ်းစားကြည့်လေစဉ်းစားကြည့်တယ်ကိုနဲ့မသိမကြွမ်းဝင်တဲ့လူရဲ့အကုန်လုံးသွားပြီးတော့ဘလုံးမဒီကအစင်မပြေနိုင်ဘူးကြော်တော့တွေ့ရတယ်နောက်တစ်ခုကအခုက online ပေါ့ online ဆိုတော့အခုတော်တော်များများ survey monkey တို့တော့ Google Form တို့တော့ဒီလိုမျိုးတွေအသုံးပြုလာတွေ့ရတယ်နောက်တစ်ခုကျတော့ကျွန်တော် mail ပေါ့နော်ဒီ mail နဲ့ကျွန်တော်တွားပြီးတော့ mail နဲ့ကျွန်တော်တဖြည်းဖြည်းလှုပ်လာ panel mail နဲ့ကျွန်တော်လှုပ်လာတွားတွေ့ရတယ်နောက်တစ်ခုကျ community ဖြစ်လာ research community ကျွန်တော်ဘာတစ်ခုလှုပ်လာလဲဆို community နဲ့မေးတာဒါမှမဟုတ်ကျွန်တော်တို့စာတမ်းဖတ်ပွဲတွေမှာလှုပ်တာ ဟုတ်ကဲ့ပါဆရာ ဒါတွေတွေ့ရတယ်အဲ့တော့ဒီ market research နဲ့ပတ်သက်ပြီးတော့ဆရာမင်းမို့ဒီနေ့လေးပြောပြပါအောင် briefly research နဲ့ပတ်သက်ပြီးတော့ဒီဟာပေါ့နော်ဒီဆရာလည်းပြောလာတယ်အစင်းနဲ့ပြောင်းလာတယ်ပေါ့မူတည်ပြီးတော့ပေါ့နော်အဲ့ဒါတော့ကျွန်တော်ကဒါဆရာနေကိုနည်းနည်းလေးဟိုဖြစ်ကြအောင်ဟို digital marketing ပိုင်းလည်းကင်တာတော့အခုလက်ရှိမှာဘယ် trend တွေသွားပြီးတော့မေးလိုက်လို့ရှိရင်အဆင်ပြေမယ်လို့ပုံပြထိအောင်မယ်လို့ထင်တယ်ဗျအဲ့ဒါလေးတစ်ချက်တော့ပါ ဒီလက်ရှိမှာကျွန်တော် market research ကိုကျွန်တော်တည်တော့မယ်ဆိုလို့ရှိရင်ဆောဆရာပြော evaluation statement မှာ online ကနေသွားမယ် online ကနေသွားမယ်ဆိုလို့ရှိရင်ဆရာလည်းပြောခဲ့ပါတယ် Mailchimp လို့ကျွန်တော်survey monkey လို့ကျွန်တော်တွားလို့ရတယ်။ Okay က online platform ဖြစ်တဲ့ဒီ Facebook platform ကနေတွားမယ်ဆိုလို့ရှိရင် survey ကောက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဘာရှိလဲဆိုတော့ကျွန်တော် lead generation ကျွန်တော် run လို့ရတယ်ပေါ့နော်။အဲ့ရနေပြီးကျွန်တော် data တွေယူလို့ရတယ်။ဆိုတော့ဒါအနှစ်ချုပ်နေတဲ့ဒါကောင်းကောင်းကြီးလုပ်သွားလို့ယူလို့ရပါတယ်ပေါ့။ ဟုတ်ကဲ့ဗျာ ကဲအဲ့ဒါဒီတစ်ပတ်ကတော့ဒီလောက်ပါပဲ ဒီလောက်ပါပဲ အားလုံးကျေးဇူးတင်ပဲဒုတိယရှိပါခင်ဗျာ ကျေးဇူးပါဆရာပေါ့နော်